အမျိုးသမီးတယောက်ဟာသူမရဲ့သမီးလေးကိုစိတ်ရုံမှာပုံမှန်ဆေးဆေးဖို့ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမအရန်ကိုအံ့ဩတုန်လှုပ်သွားခဲ့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီဆရာဝန်ကတခြားသူမဟုတ်ပဲလွန်ခဲ့တဲ့9နှစ်ကသူမရဲ့ချစ်သူအောင်ဖြစ်နေလို့ပါပဲ။ပိုပြီးအံ့ဩစရာကောင်းတာကသူရှိတက်တက်မှရပ်နေတာတော့အမျိုးသားကသူမကိုမမှတ်မိခဲ့သလိုသူရှိကကလေးမလေးဟာသူ့ရဲ့သွေးသားရင်းဆိုတာကိုလည်းလုံးဝမသိခဲ့ပါဘူး။တကယ်တော့လွန်ခဲ့တဲ့9နှစ်ကဒီမျိုးသမီးဟာကီလို200ပေါင်ကျော်ဝက်ရှိတဲ့ဘဝဖိုင်ဖိုင်ကောင်မလေးတယောက်ပါ။အဲ့ဒီချိန်တွေကသူမဟာဒီသတိသားလေးနဲ့3နှစ်ကြာလှုပ်ဝက်ချစ်သူတွေဖြစ်ခဲ့ကြတယ်။သူမရဲ့စစ်မှန်တဲ့ချစ်တွေကြောင့်ကောင်လေးရဲ့နှလုံးသားကိုပန်းစံရပြီလို့ထင်ခဲ့ပေမဲ့ဒီနေ့မှာတော့သူမကိုယ်ဝင်ရှိနေပြီဆိုတဲ့အကြောင်းဝမ်းသာအားရသွားပြောမလို့လုံနေတော့ကောင်လေးကသူ့တငယ်ချင်းကိုဒီကောင်မလေးနဲ့ကအချိန်ဖြုံးုံတက်တက်ပါကွာအချိန်တိုင်းနိုင်ငံခြားထွက်သွားမှလို့ပြောနေတာကိုမတော်တဆကြားသွားခဲ့ပါတယ်ရုပ်ကပလက်ဖြစ်သွားတဲ့သူမဟာကောင်လေးရဲ့ဘဝတွေကနေအပိတန်ထွက်သွားပြီးကလေးကိုတယောက်တည်းပြုစုပြောထောင်မှုဆုံးဖြတ်လိုက်ပါတော့တယ်ဝမ်းနဲ့ဆရာကောင်းတာကဟာနာချွတ်တဲ့မှုကြောင့်အမောက်ကိုဝင်တဲ့ကသမီးလေးတယောက်ပဲအသက်ရှင်ခဲ့ပြီးအဲ့ဒီသမီးလေးကလည်းမွေးရပါနှလုံးရောဂါပါလာခဲ့တယ်သမီးလေးကိုကယ်ဖို့အတွက်သူမဟာ3လအတွင်းမှာပဲအစီတွေအကုန်ကြောက်ဝေးချလိုက်ပြီးလုံးဝကိုလှပသွယ်လျရတဲ့မင်းမချောလေးတယောက်ဖြစ်လာခဲ့ပါတယ်။သူမရဲ့အရည်ရှင်းတွေနဲ့နာမည်ကြီးပကံခွဲရောက်ဒီဇိုင်နာတယောက်လည်းဖြစ်လာခဲ့တယ်။ကညမာရဲ့အလှည့်ပြောင်းကတော့နိုင်ငံခြားကနေပြောင်းလာတဲ့ချစ်သူဟောင်းနဲ့စိတ်ုံမှာပြန်ဆောင်တွေ့သွားတာပါပဲ။သူမကနာမည်ရောရုပ်လုံးရုပ်ပေါက်ပါပြောင်းလဲသွားတာမို့လို့ဆရာဝန်ကလုံးဝမမှတ်မိခဲ့ပါဘူး။ဒါပေမဲ့အမျိုးသမီးမသိခဲ့တာတခုကဒီမျိုးသားနှစ်တွေကြာကြီးသူမကိုတဲတန်လိုက်ချနေခဲ့တယ်ဆိုတာပါပဲ။အစာပိုင်းမှာသူကဟာသားတခုလို့သဘောထားခဲ့ပေမဲ့တကယ်တမ်းကျတော့ကမာလေးရဲ့ဖြူစင်တဲ့နှလုံးသားကိုသူတကယ်မြန်လို့သွားပြီးရှင်းမိသွားခဲ့တာပါ။ဒါကြောင့်နိုင်ငံခြားကပြန်ရောက်ရှင်သူမရဲ့တရင်ရမလားဆိုပြီးကျောင်းသူဟများတွေ့ဆုံပွဲကိုသွားခဲ့ပါသေးတယ်။ဒါပေမဲ့လူတွေရဲ့အတင်းပြင်းတွေကြောင့်မတော်ထွက်ပြီးပြန်လာတော့အပြင်မှာသူ့ချစ်သူအောင်နဲ့ဝန်ထမ်းမိပြီးမနက်ချင်းတိုင်းပြန်ဆုံခဲ့ကြပြန်ပါတယ်။ဒီအချိန်မှာဆရာဝန်လေးကိုသဘောကျနေတဲ့မျိုးသမီးရဲ့ boss ကဒီမြင်ကွင်းကိုမြင်သွားပြီးမနာလိုဖြစ်ကဒေါသတကြီးအော်ဟစ်ပါတော့တယ်။ဖိုင်လာပို့တာပါလို့ချင်းပြပေမဲ့အလုပ်ဖြုတ်ပြမယ်လို့ချင်းချောက်တယ်။ဒီလိုစိတ်ပီတိစရာအခြေအနေမှာမျိုးသမီးကခြေထောက်ခောက်သွားတဲ့အခါဆရာဝန်လေးကအိမ်ပြန်ပို့ပေးမယ်လို့ပြောပါတယ်။သူမကညင်းပေမဲ့မျိုးသားကသူမကိုပွေ့ရှိပြီးကားပေါ်တင်ခေါ်သွားခဲ့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီး boss မဟာမနာလိုလုံးလို့မျက်နှာတွေหนีရဲလာပြီးဒီကောင်မလေးကိုပညာပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ကားပေါ်မှာဆရာဝန်ကငါတို့အရင်ကတွေ့ဘူးလားလို့မေးတော့သူမကဟန်လုပ်ပြီးညင်းလိုက်ပါတယ်။ဆရာဝန်ကသူမဖုန်းကိုယူပြီးသူ့ဖုန်းနံပါတ်ကိုမှတ်ပေးကသမီးလေးစိတ်ကလာကြဖို့ရှိရင်ဒဏ်ရာဆက်သွယ်ပါလို့ပြောလိုက်ပါတယ်။တကယ်တော့ဆရာဝန်ကသူမကိုသူချစ်ခဲ့ရတဲ့ကောင်မလေးမှစတင်တန်တရားဝင်နေလို့လှည့်ဝက်ဆုံနှန်းနေခဲ့တာပါ။နောက်နေ့မှာတော့ရက်ဆက်တဲ့ boss မဟာအမျိုးသမီးကိုဒုက္ခပေးဖို့အတွက်လီလန်နဲ့ပစ္စည်းနမူနာတွေကိုညဘက်ကြီးကိုတောင်ကိုသွားပို့ခိုင်းပါတယ်။သမီးလေးတယောက်တည်းရှိနေလို့ညင်းပေမဲ့အလုံးချုံမယ်လို့ချင်းချောက်လို့တွားလိုက်ရတယ်။အပြန်လမ်းမှာတက္ကစီသမားကထူးဆန်းတဲ့ကြီးတွေနဲ့ကြည့်နေလို့သူမညံသုံးပြီးယောက်ျားကိုဖုံးဆက်သလိုဟန်ဆောင်ကအိမ်ပြန်လာနေပြီးဂိမ်းဝါမှာစောင့်နေပြီးပြောလိုက်တယ်။ကားသမားကယောက်ျားရှိတယ်လို့ထင်ပြီးတေချာလိုက်ဖို့ပြေးပေမဲ့တကယ်တမ်းပဲသူမမရှိတာကိုမြင်သွားတဲ့အခါသူမကိုအန်ရပေးဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်လေးမှာပဲဆရာဝန်လေးကအချိန်မီရောက်လာပြီးကားသမားကိုရိုင်းတဲ့အခါရဲလဲအပ်ပြီးသူမကိုကယ်တင်သွားခဲ့ပါတယ်။ဒီဖြစ်တဲ့ကိုကြည့်ပြီးကောင်မလေးတယောက်အရန်ကိုစိတ်လှုပ်ရှားပြီးမျက်ရည်ဝဲသွားခဲ့ပါတယ်